Good afternoon. ဆရာမနာမည် Vic. ဆရာမက floor နဲ့ကြောင်းပြီးတယ်။ဒါစားလုပ်တယ်။အခုဆရာမရဲ့အကားစတူဒီရှုံးပေါ်သွားလို့မင်းတို့ရဲ့ဆရာများသူအစာထုံးဝင်တင်နေ။မုံထဲရောက်နေ။တယောက်ကိုတစ်ထုပ်ကြောင်းစင်းရင်ဝယ်ရမယ်နော်။ဝယ်ရမယ်နော်။ဘာလို့ဟမ်ဘာဂါကြီးစားတာလဲဆရာမ it's hamburger mo hamburger ဟာ hamburger ham burger ကဲကြောက်ချင်မိတ်ဆက်မယ်ခုနကသားလေး ရုံးမှာတော့ပါနေမှရှိရယ်ခေလာ ခေလာဟဲ့ခေါ်နေတာဟဲ့သမီးနာမည်ရောသမီးကဆရာမနဲ့နာမည်တူတူပဲသမီးနာမည် Vic ဘာ Vic နာမည်တူရင်မကြိုက်ဘူး Vic နာမည်ကိုပြောင်းလိုက် V နေရာမှာ B လို့ထားလိုက်နော် VIC Vic ကဲ grand လောက်လိုက်ဆိုကြမယ် Vic လို့သုံးခါခေါ်မယ်သူ Vic Okay နော်သမီးနာမည် Vic ဖြစ်သွားပြီကဲဒီနေ့ဆရာမတို့နှမ်းရိုအကြောင်းသိမယ်နှမ်းရိုဆိုတော့နှမ်းကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ sesame ဘာ Sesame နှမ်းကိုအင်္ဂလိပ်လိုစလုံးပေါင်းက SESAME စီစိန်ခါရေးမယ်နော်သူ့ရဲ့အတန်တော့ကစီစိန်စီစိန် SESAME စီစိန်နှမ်း Okay အဲ့ဆိုရင်နှမ်းရိုးရိုးကိုစီစိန်ဆိုရင်နှမ်းမဲကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ black sesame စီ black sesame ဘာစီနဲစီ black စိန် sesame ဆရာမ black sesame ဟဲ့နန်းကိုစီစိမ်းဆိုမှာတော့နန်းမဲ့အမဲအောင်နန်းဆိုတော့ black စီစိမ်းပေါ့ black စီစိမ်း black ဒီတစ်ခါတော့လုံးဝတိမခါတော့လုံးဝတိမခါနဲ့လုံးဝမှားတယ်ဒါရုပ်လုံးဝတိမခါနဲ့ sesame ဆရာမ black sesame black black sesame ဆရာမ စီစိမ်း sesame ဆိုတာနင်းမှာတက်သိရှိတာ တော်တက်တယ်ပြမယ်တက်တယ်ပြမယ်စစ်စစ်ပြောပါရှာပြောပါ အတန်းထဲမှာဖုန်းမတော့ရဘူးဒါနဲ့ခေလာပဲရောက်သွားလဲစာတင်နေရအောင်အိမ်သွားပြီးတော့အိမ်ရဲဟမ်အတက်ကောင်းနေတက်နေရတက်ကောင်းနေတက်တာတက်ကောင်းနေတက်တာဟဟလားဟမ်နင်တို့စာတင်ရင်အိမ်သားထဲမှာသွားအိမ်ရမယ်လို့ဘယ်သူတင်ပေးထားလဲဒီမှာငါတင်ထားတဲ့ SCSAME စီစိန်နှမ်းစလုံးပေါင်း6မျက်နှာအပြည့်ရေးခဲ့နော်ဘာလို့စာတင်တာကွာသွားရေတော့ဒါတို့သမီးတို့ကိုစီးပွားရေးလေးလဲလုပ်တဲ့အောင်လို့ဆရာမစီးပွားရေးနဲ့ပတ်သက်တာလေးတခုပြောမယ်။ကောင်းမွန်နှမ်းယုံမြေပဲယုံနှမ်းနဲ့ယုံတွေကိုရောင်းပြီးဆရာမကိုရောင်းပြီးနော်ဒီတပုံလုံးကောင်ရောင်းနိုင်ရင်ဒါလေးကောင်းစုချင်းမယ်1 2 3 4 5 6 6မြန်ဟုတ်တော့အခုလောလောဆယ်အကုန်လုံးဒီကောင်းမွန်မုံလေးတွေကိုကင်ပြီးတော့ဆရာမပြောတာလေးလိုက်ပြီးတော့ဆိုကြနော်ကဲအားလုံးလိုက်ဆိုမယ်ကောင်းမွန်မြေပဲယုံနန်းယုံနှမ်းနဲ့ယုံကောင်းမွန်မြေပဲယုံနန်းယုံနှမ်းနဲ့ယုံဟုတ်ကဲ့ဆရာမဗီဒီယိုရအောင်မယ်နင်းကဲပြန်ဆိုမယ်ကောင်းမွန်မြေပဲယုံနန်းယုံနှမ်းနဲ့ယုံဟောဒီကောင်းမွန်မြေပဲယုံနှမ်းယုံနှမ်းနဲ့ယုံလေးတွေကိုကောင်းမွန် bakery page မှာဝယ်ရရှိနိုင်ပါပြီကောင်းမွန်ဟလားကောင်းမွန်ဟလားဒီဝိုင်းတောင်းကြတယ် ဆရာ sesame ကိုစီစိမ့်ဆိုပြီးမှသင်နေရ ဘာသိစိမ့် sesame ဆိုစမ်းတော့ကောင်း sesame 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 မမြင်လား sesame sesame black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  sesame